မင်္ဂလာပါ DSH United Fan Show မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ဒီနေ့မှာတော့ဒါ January လ9ရက်နေ့ဖြစ်တယ်ကျွန်တော်မနက်ဖြန်ဒါမနက်2:45စောရွေးဟေးငါရှိငါမနက်ခင်း9:15ကျွန်တော်ရှိမှာတော့9:15ပေါ့ဗျာညီမနိုင်ငံမှာဆိုရင်တော့ဒါ2:45ချိန်မှာဒါ Manchester United အသင်းအနေနဲ့ဘန်လီအသင်းအိမ်ကွင်းမှာတော့ရှင်မြန်ကစားမှာဖြစ်ပါတယ်ဆိုတော့ထားပါတော့ဒါဒီပွဲစဉ်ရှိတဲ့ကြောင်ခဏလေးဒါညီကိုမေ့နေမှာဆိုလို့ဒါအစဖော်ပြီးတဲ့သဘောမျိုးပါကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာပြောသွားမယ့်ကျွန်တော်တော့လက်ရှိ Manchester United အသင်းကဒါအမိုရီကိုထုတ်ပယ်လိုက်ပြီးဖြစ်တယ်အမိုရီကိုထုတ်ပယ်ပြီးတဲ့နောက် Manchester United အသင်းအတွက်ဒါနီးပြရာထူးတို့ဒါသတင်းနေOle Gunnar Solskjaer တို့ Michael Carrick တို့နဲ့ပတ်သက်ပြီးတော့သတင်းတွေမျိုးမျိုးတက်နေရပေါ့ဗျာသတင်းတွေမျိုးကြားရတယ်သိရတယ်မြင်ရတယ်ဖတ်ရတယ်ပေါ့ဗျာဆိုတော့လက်ရှိချိန်မှာ Manchester United အသင်းအတွက်လက်ရှိချိန်မှာဒါခက်တွေကဖြစ်ဒါ Darren Fletcher လက်ရှိဒါဘန်လင်းနဲ့ပွဲကိုကင်တွယ်မယ်ပေါ့ဗျာဒါပြီးလို့ရှိရင်ဒါဘန်လင်းနဲ့ပွဲအပြီးကျွန်တော်တို့ Brighton ရှိမယ် Manchester City ရှိမယ်ဒါ Arsenal ရှိမယ်ဒီလိုပွဲတွေအတွက်ဒါ United ဘက်က Ole Gunnar Solskjaer ပဲဖြစ်ဖြစ် Michael Carrick ပဲဖြစ်ဖြစ်ဒီလိုမျိုးဒီလက်ရှိရာသီကုန်အထိနီးပြအသစ်ခန့်အပ်ရှင်တဲ့သဘောမှာရှိတယ်ဗျာယာယီနီးပြအဖြစ်ဆိုတော့ကျွန်တော်ဗာလဲSolskjaer ကိုထုတ်ပြီးတော့ reference ညက်ကိုခန့်ခဲ့တယ်လို့မျိုးဗျာသိလားအဲ့လိုမျိုးသွားမဲ့သဘောမှာရှိတယ်ဆိုတော့ထားပါတော့လက်ရှိနီးပြအသစ်ရာထူးအတွက်ရေပန်းစားနေတဲ့နီးပြတွေထဲမှာဒါနံပါတ်1ပထမဆုံးရေပန်းစားဆုံးကတော့ Ole Gunnar Solskjaer ပေါ့ဗျာဆိုတော့Ole Gunnar Solskjaer နဲ့ပတ်သက်ပြီးကျွန်တော်တရင်တနည်းသိခဲ့တဲ့ချိန်ကတော့ဒါ2018 2019လောက်မှာကျွန်တော်ရင်းနီးသိခဲ့တာကျွန်တော်အဲ့ဒီချိန်တော့ဘောလုံးပွဲတွေကိုကောင်းကောင်းကြီးတတ်တဲ့ချိန်ပေါ့ဗျာတုတ်တူစတက်ခါသာတုတ်တူတက်ခါသာမန်ပွဲလေးရှိတော့လက်ဖက်ဆိုင်အောင်ငါရှိအဲ့ဒီချိန်တော့ဆိုရင်ဗျာဘယ်လိုပြောမလဲမန်ပွဲကြီးရဖို့ယူအဲ့ဒီလက်ဖက်ဆိုင်အောင်တနားရီလောက်ကျူသွားမှနေရရတာအဲ့လိုတနားရီလောက်ကျူမသွားလို့ရှင်ကျွန်တော်လမ်းပေါ်ကနေကြီးရတာသိတယ်အဲ့ဒီလက်ဖက်ဆိုင်ကျွန်တော်ထားပါတော့ဒါရှေးဟောင်းနောက်ပြစ်တွေကပြောရတာသိရမလားပြောစရာကောင်းတယ်ဗျာဒါပေမဲ့ရင်ထဲမှာနည်းနည်းလေးခံစားရတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒါOle Gunnar Solskjaerလက်ထက်ကျွန်တော်တို့ Manchester United ကတော်တော်လေးကိုဘယ်လိုကျွန်တော်တို့ပရိသတ်တွေကိုအပျော်ရွှင်မှုအပေးနိုင်ဆုံးနီးပြပေါ့ဗျာကျွန်တော်တို့ဒါ silent နောက်ပိုင်းနီးပြရတဲ့မှာဒါ Ole Gunnar Solskjaerကျွန်တော်တို့ပရိသတ်တွေကိုပျော်ရွှင်မှုပေးနိုင်ဆုံးပျော်ရွှင်မှုအများဆုံးပေးခဲ့တဲ့နီးပြပေါ့ဗျာအပေးနိုင်ဆုံးတော့မဟုတ်ဘူးပျော်ရွှင်မှုအများဆုံးပေးခဲ့တဲ့နီးပြဗျာ Ole Gunnar Solskjaer လက်ထက်မှာဆိုလို့ရှိရင်ကျွန်တော်ဒါမှတ်ရ Ole Gunnar ကျွန်တော်ဒါဗါလဲဦးစင်မော်ရင်ညိုထုတ်ပြီးတော့ကျွန်တော် Ole Gunnar Solskjaer ယာယီနီးပြအဖြစ်ခန့်အပ်တယ်ကျွန်တော်ယာယီနီးပြအဖြစ်ခန့်အပ်ပြီးဒါOle Gunnar Solskjaerလက်ထက်ကျွန်တော်ပထမ7ပွဲဗျာ7ပွဲကျွန်တော်မှတ်ရ7ပွဲမှာရှုံးပွဲလုံးဝမရှိခဲ့ဘူး10ပွဲတိတိနိုင်ပွဲရတယ်တပွဲကျွန်တော်ဘန်လီကိုလာမသိသေးကြတယ်ဒါပြီးတော့ကျွန်တော်PSG ကိုကျွန်တော်အိမ်ကွင်းမှာရှုံးနေခဲ့တယ်ကျွန်တော်ဒုတိယကြိုးမှာတော့ PSG ကိုပြန်နိုင်ပြီးတော့ကျွန်တော်ချန်ပီယံလိနောက်တစ်ဆင့်ကိုတက်ခဲ့ပြီးတော့ထားပါတော့ဆိုတော့ Ole Gunnar Solskjaer ဒီနေ့ဗီဒီယိုကဒါ Ole Gunnar Solskjaer နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြန်ပြောမှာဗျာ Ole Gunnar Solskjaer လက်ရှိအသင်းရဲ့ဒါနီးပြအသစ်ဖြစ်ဖို့ရေပန်းစားဆုံးဆိုတော့သူ့အကြောင်းကိုနည်းနည်းလေးပြောမှာဖြစ်တယ်ဆိုတော့Ole Gunnar Solskjaer နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပရိသတ်တွေကြားမှာကြိုက်တဲ့ရှက်တွေရှိမယ်မကြိုက်တဲ့ရှက်တွေရှိမယ်အားနည်းချက်အသာချက်တွေအများကြီးရှိရဗျာဘယ်လိုပဲဖြစ်ဖြစ်ဒါဆိုင်လက်နောက်ပိုင်းမှာOle Gunnar Solskjaerပရိသတ်အကြိုက်ဆုံးပရိသတ်အနှစ်သက်ဆုံးနီးပြတွေတဲ့တယောက်ပဲလက်ရှိဒါ Man United လက်ရှိအချိန်ထိနီးပြတွေထဲမှာဗျာဆိုတော့အသင်းရဲ့ကန်တွင်ကစားသမားဟောင်းလည်းဖြစ်တယ်ပြီးတော့Solskjaerဘယ်လိုပြောရမလဲမီဒီယာရှိမှလည်းဗျာသူကအလောက်ကြီးအထိမီဒီယာနဲ့ဆက်ဆံရေးပဲဖြစ်ဖြစ်ကစားသမားတွေနဲ့ဆက်ဆံရေးပဲဖြစ်ဖြစ်ဒါအသင်းရဲ့ပိုင်ရှင်တွေနဲ့ဆက်ဆံရေးမှာပဲဖြစ်ဖြစ်တော်တော်လေးကိုမှဆက်ဆံရေးကောင်းမွန်တဲ့ဒါနီးပြတယောက်ဖြစ်ခဲ့ပေါ့ဗျာ United အတွက်ဆိုတော့ Ole Gunnar Solskjaer လက်ထက်မှာဆိုလို့ရှိရင်ကျွန်တော်အသင်းဟာတော်တော်လေးဘယ်လိုပြောရမလဲအသင်းကြီးဒါ Manchester City ပဲဖြစ်ဖြစ် Arsenal ပဲဖြစ်ဖြစ် Liverpool ပဲဖြစ်ဖြစ်အသင်းကြီးတွေကိုအမြဲတမ်းသိရမလားတရားဒီထဲမှာနှစ်ပွဲလုံးတရားဒီအတွင်းမှာနှစ်ကြော်လုံးရှုံးတာမျိုးတွေပါတယ်မရှိခဲ့ဘူးဗျာမရှိခဲ့ဘူးလို့တော့ထင်တယ်ကျွန်တော်တိကျကြတော့မသိတော့ဘူးဆိုပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒါ Manchester City လို့အသင်းမျိုးကိုPep Guardiola လို့နီးပြမျိုးကိုနိုင်ပွဲအများဆုံးယူထားတာဒီနီးပြပဲဟုတ်တယ်Ole Gunnar Solskjaer ကန်ခဲ့တဲ့2018ကနေ2021လောက်အထိကိုPep Guardiolaတော်တော်လေးကိုအနိုင်ယူပြထားတဲ့နီးပြဗျာသိလားတုတ်ကြီးတို့နဲ့ဒါကျွန်တော်2-1နဲ့နိုင်တာတွေရှိမယ်ဒီလိုမျိုးOle Gunnar Solskjaerလက်ထက်မှာဆိုလို့ကျွန်တော်မှတ်ရဖြစ်ခဲ့တဲ့ပွဲစဉ်တွေအများကြီးရှိရဗျာကျွန်တော်ထားပါတော့ဒါSouthampton ကိုမရှိနဲ့နိုင်ခဲ့တဲ့ပွဲစဉ်တို့
ကျွန်တော်ဘယ်လိုပြောရမလဲအိုလီဂနာဆိုရှယ်လက်ထက်မှာဆိုရင်ဗျာကျွန်တော်တိုက်စစ်ကသွင်းကိုတွေအများကြီးထားပါတော့၄ကိုပြက်တို့၅ကိုပြက်တို့၅ကိုတကိုတို့ဒီလိုမျိုးသွင်းတဲ့ပွဲစဉ်တွေကတော်တော်လေးကိုတော်တော်များခဲ့တယ်လက်ရှိဒါအမိုရင်ကျွန်တော်မကောင်းပြောတာတော့မဟုတ်ဘူးဗျာအမိုရင်လက်ထက်မှာဆိုလို့ရှိရင်ဒီလိုမျိုးကိုပြက်နိုင်တဲ့ပွဲဆိုတော့လက်ရှိုးရည်လို့ရတယ်တော်တော်လေးနဲတယ်လို့ပြောလို့ရတယ်နှိုင်းရှင်တာတော့မဟုတ်ဗျာအမိုရင်လက်ရှိချိန်မှာတော့မရှိတော့ဘူးဗျာကျွန်တော်ပရိသတ်တွေခံစားရတာပရိသတ်တွေမပျော်ရှင်ရတာကိုပြောပြချင်တာဗျာဆိုတော့ကျွန်တော်အိုလီဂနာဆိုရှယ်လက်ထက်မှာဆိုလို့ရှိရင်အိုလီဂနာဆိုရှယ်မန်ယူနိုက်တက်မှာ62ပွဲအထိနိုင်ပွဲရတယ်25ပွဲတည်ကြတယ်ရှုံးပွဲ42ပွဲအထိရှိခဲ့ပေါ့ဗျာဒါ2018ကနေ2021အထိ20ထားပါတော့ဆိုတော့အိုလီဂနာဆိုရှယ်လက်ထက်မှာဆိုလို့ရှိရင်ဒါသွင်းကိုအများကြီးနဲ့နိုင်ပွဲရတဲ့ပွဲတွေလည်းရှိတယ်သွင်းကိုအများသွင်းကိုတွေသူများကိုပေးကိုအများကြီးနဲ့ရှုံးတဲ့ပွဲလည်းရှိခဲ့ပေါ့ဗျာကျွန်တော်မှတ်ရတော်တင်ဟောစပါကိုဒါ1-6ဆိုတဲ့ရလက်နဲ့ရှုံးနေခဲ့တာတွေရှိမယ်စပါကိုအဲ့ဒီကြော်လာမယ်မသိဘူးရှုံးတာဗျာအိုလီဂနာဆိုရှယ်လက်ထက်မှာကျွန်တော်အိုလီဂနာဆိုရှယ်လက်ထက်မှာကျွန်တော်တို့ပရိသတ်တွေကြားမှာ trend တစ်ခုဖြစ်ခဲ့ပေါ့ဗျာအဲ့ဒါဘာလဲဆိုတော့အသင်းငယ်လေးတွေကိုအနိုင်ယူတာမျိုးကွီဆိုးမလုပ်ဒီလိုမျိုး trend တစ်ခုရှိခဲ့ပေါ့ဗျာဆိုတော့အိုလီဂနာဆိုရှယ်ဒါမန်ယူနိုက်တက်ရဲ့လက်ရှိချိန်မှာမန်ယူနိုက်တက်နီးပြရာထူးတကယ်ဆိုရှယ်ဒါတကယ်အကောင့်ထဲဆိုရှယ်ဒါမန်ယူနိုက်တက်နီးပြဒါလက်ရှိရာသီလက်ကျန်ရာသီမှာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုထင်ကြလဲလက်ကျန်ရာသီမှာtop 4ဝင်နိုင်မယ်လို့ထင်ကြတယ်ကျွန်တော်ကတော့လက်ရှိချိန်မှာဗျာလက်ရှိရဲ့ squad အရာအိုလီဂနာဆိုရှယ်ပဲလာမိုက်ကယ်ကာရစ်ပဲလာဒီလိုမျိုးဗျာအမိုရင်လိုမျိုး3 back နဲ့မကစားဘူးဆိုလို့ရှိရင်လက်ရှိအသင်းရဲ့ကစားသမားတွေက4 back နဲ့ကစားမယ်ဆိုလို့ရှိရင်ဒါဒီ4 back formation မှာတော်တော်လေးရင်းနှီးနှီးရှိခဲ့တဲ့ကစားသမားတွေဆိုတော့ဘယ်နီးပြပဲလာနည်းနည်းများဆင်ပြေလိမ့်မယ်လို့ကျွန်တော်ထင်နေဗျာဘာဖြစ်လဲဆိုတော့ဒီဘက်မှာတပွဲပဲလေးကန်ဒီဘက်မှာတပွဲပဲကန်မှာလည်းဖြစ်တယ်ပြီးတော့လက်ရှိအနေထားအဆင့်6မှာဗျာ top 4နဲ့လည်းအလောက်ကြီးအထိအမှတ်ကွာလည်းမဟုတ်ဘူးဆိုတော့ဘယ်နီးပြပဲလက်ရှိချိန်မှာဗျာယာယီနီးပြပဲဒီ Darren Fletcher ပဲယာတီကုန်တဲ့အထိပဲကင်လက်ရှိအမိုရင်မထုတ်ပဲအမိုရင်ပဲဆက်ရှိကျွန်တော်တို့ဒီယာတီကို top 4ဝင်မယ်လို့ကျွန်တော်တို့ခံမှန်းထားတဲ့သူဆိုတော့top 4ကတော့ဒီယာတီကမဖြစ်မနေဝင်ပါဗျာtop 4ကတော့မဖြစ်မနေဝင်ပါဗျာဆိုတော့အိုလီဂနာဆိုရှယ်နဲ့ပတ်သက်ပြီးကျွန်တော်တို့မျှော်လင့်နေဗျာဘာဖြစ်လို့လဲဆိုတော့သူထွက်သွားတဲ့အချိန်မှာသူ့အတွက်အသင်းကဘာမှထူးထူးခြားခြား support ပေးရမရှိခဲ့ဘူးသူလိုချင်တဲ့လူတွေလက်ရှိအဲ့ဒီချိန်တော့ဆိုလို့ရှိရင်ဗျာငါလည်းမစကားရေးတဲ့မှာစကားလာထင်နေသေးတယ်အိုလီဂနာဆိုရှယ်လိုချင်ခဲ့တဲ့ကစားသမားတွေပြန်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိဒါအာဆင်နယ်မှာရှင်းပြနေပါတယ်အာဆင်နယ်ရဲ့အဓိကကစားသမားဖြစ်နေရတဲ့ Declan Rice တို့ဒါ Manchester City အသင်းရဲ့ဂိုးသွင်းဆက်ဖြစ်နေတဲ့ Erling Haaland တို့လိုကစားသမားမျိုးတွေအိုလီလိုချင်ခဲ့ရဗျာဆိုတော့အိုလီနဲ့ပတ်သက်ပြီးတော့ကဗျာထွေထူးဘယ်လိုပြောရမလဲမကောင်းပြောစရာတော့ဗျာမစားမရှိဘူးဗျာအိုလီနဲ့ပတ်သက်ပြီးကျွန်တော်တို့ပရိသတ်တွေကြားမှာလည်းပရိသတ်ရှစ်ခင်မှုအများဆုံးရခဲ့တဲ့နီးပြအိုလီပဲဗျာသိလားလက်ရှိချိန်ထိဆိုတော့အိုလီရောက်လာပြီးတော့ Manchester United တင်ဘက်ကထားပါတော့အများနဲ့နီးပြရာထူးဖြစ်ခန့်လိုက်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်AF ဖြစ်တဲ့မှုလုတ်ပေးရမယ်ဗျာသိလားနီးပြတယောက်ကိုဘာလူရင်အဖြစ်တဲ့မှုမှလည်းမလုပ်ပေးဘူးဆိုလို့ရှိရင်နီးပြတယောက်ကိုခေါ်ထားပြီးတော့အလကားတက်တာရောချေးပေးပြန်ထုတ်ဒီလိုနဲ့ပဲကုံဆုံးနေတာတန်တရားတစ်ဘက်ကထပ်ပြီးတော့လဲလာအောင်မှာပဲလို့ကျွန်တော်ထင်နေဗျာဆိုင်လက်ထွက်သွားပြီးနောက်ပိုင်းကတည်းကကျွန်တော် Manchester United မှာနီးပြတယောက်ကိုဒါနှစ်နှစ်ကလုံလို့ရှိရင်သူတို့စိတ်ကြိုက်မဖြစ်လို့ရှိရင်သူတို့ထုတ်ပစ်လိုက်တာများတယ်ကျွန်တော်Manchester United မှာတခုမကောင်းတာနီးပြတယောက်ကဒါဘိုးအဖွဲ့တွေဝေဖန်လာပြီးဒီလိုမျိုးဖြစ်လာပြီးဆိုလို့ရှိရင်သူတို့ကထုတ်ပစ်လိုက်ပြီရလက်ဆိုးရတယ်မကောင်းတာမရှိတော့ဘူးအကြံထုတ်လိုက်ပြီကျွန်တော်မရဒါ Ruben Amorim ရှိမယ် Ruben Amorim ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ social လွန်မှာကျွန်တော်တို့ reference ရှိမယ်ဗျာ reference တုန်းကလည်းဒါကျွန်တော်တို့ဒါ social လွန်မှာယာယီနီးပြခန့်တယ်ဗျာဒါပြီးလို့ရှိရင်တို့အများနဲ့နီးပြခန့်မယ်ဆိုပြီးတော့အဲ့ဒီချိန်တော့လည်းသတင်းတွေထွက်ခဲ့သည့်တိုင်အောင်ဗျာဒါ reference ကဒါဘိုးအဖွဲ့တွေရဲ့အမှားတွေကိုထောက်ပြတဲ့ပုံစံမျိုးအဲ့ဒီတုန်းကပြောခဲ့ရဗျာသိလားဆိုတော့ပြောခဲ့တော့ဒါဘိုးအဖွဲ့ကမကြိုက်ဘူးဗျာ Man United ပိုင်ရှင်တွေကသူတို့ကိုဘယ်လိုပြောရမလဲသူတို့ကြိုးဆွဲရကားမဲ့လူမျိုးမဟုတ်လို့ရှိရင်သူတို့ကအသင်းမှာမထားခြင်းတဲ့သဘောမှရှိရဗျာသိလားဘယ်လိုပြောရမလဲ
ဆိုတော့ဟိုထားပါတော့ဒါရပြီးခဲ့တဲ့ဟာတွေလည်းပြီးပြီဆိုတော့လက်ရှိအချိန်မှာတော့ဒါအမိုရင်လည်းမရှိတော့ဘူးတော့ကျွန်တော်မနှက်ပြန်ကတော့ကျွန်တော်ဘန်လေအသင်းဝန်ဒါအဝေးကွင်းမှာတော့ချင်းပြိုင်ကစားရမှာဖြစ်တယ်ဆိုတော့ Darren Fletcher အနေနဲ့အကောင်းဆုံးရလက်ဆောင်နိုင်မှုမျှော်လင့်နေဒါပြီးလို့ရှိရင်ကျွန်တော်တို့လက်ရှိချိန်မှာလက်ရှိဗျ Manchester United အသင်းကဒါဆွေးနွေးမှုတွေတော်တော်လေးကိုအရှင်နေကောင်းနေပြီဆိုတော့ဒါအိုလီဂနာဆိုရနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေတော်တော်လေးအရှင်နေကောင်းနေပြီဆိုပြီးတော့ဒါသတင်းတွေမှာကြားဖတ်ရတယ်မြင်သိရတယ်ပေါ့ဗျာဆိုတော့အိုလီဂနာဆိုရှာဒါမန်ယူနိုက်တက်ကိုတကယ်ရောက်ရှိလာခဲ့မယ်ဆိုလို့ရှိရင်လက်ရှိ squad အရာ4-3-1ပဲသွား4-3-2-1ပဲသွား4-3-1-2ပဲသွားအိုလီဂနာဆိုရှာလက်ထက်မှာကျွန်တော်အဲ့ဒါကြီးကြိုက်တယ်ဆိုတော့အဲ့ဒါကြီးပြောပါဗျာ formation တစ်ခုတသက်မှတ်သေးမရှိဘူးဗျာ4-3-2-1 4-2-3-1တည်ရမလား4-3-1-2ဒီလိုမျိုးအစုံသူက formation ကိုအစုံသွားနေရဗျာပြီးတော့တိုက်စစ်ပိုင်းကလည်းတော်တော်လေးကိုမြင်မြင်ဆင်ဆင်ရှိတဲ့ပွဲတွေရှိတယ်ကျွန်တော်ရှုံးမယ်ဆိုရင်လည်းဒါဘယ်လိုပြောမလဲဒီကျွန်တော်အဲ့ဒီပွဲကတော့ကျွန်တော်တော်တော်လေးမှတ်မှတ်ရရဗျာတော်တယ် hotspot ရှုံးနေတဲ့ပွဲကတော့ကျွန်တော်1-0နဲ့ရှုံးသွားလားအန်တိုနီမာရှယ်အနီကန်နဲ့ထွက်လိုက်ရတာကျွန်တော်အဲ့ပွဲတော့တော်တော်လေးမှတ်မှတ်ရဖြစ်ခဲ့ရဗျာကျွန်တော်တို့ဒါပြီးလို့ရှိရင်နိုင်ပွဲဖြစ်တာဆောင်းအန်နယ်နိုင်စီကိုမရှိနဲ့ပွဲခဲ့တဲ့နိုင်ခဲ့တဲ့ပွဲဗျာဒါမှတ်မှတ်ရဖြစ်ခဲ့တဲ့ပွဲတွေဆိုတော့အိုလီဂနာဆိုရှာလက်ထက်မှာကျွန်တော်သွင်းကိုတွေအများကြီးနဲ့နိုင်ခဲ့တဲ့ပွဲတွေအများကြီးရှိခဲ့တယ်သွင်းကိုအများကြီးသွင်းကိုဟိုပေးကိုအများကြီးရှုံးပေးကိုများစားပေးပြီးတော့ရှုံးခဲ့ရတဲ့ပွဲတွေလည်းရှိခဲ့တယ်ကျွန်တော်နောက်ဆုံးအိုလီဂနာဆိုရှာနောက်ဆုံးကင်ခဲ့တဲ့ပွဲဆိုကျွန်တော်1-4-4-1နဲ့လာမသိဘူးရှုံးနေခဲ့တဲ့ပွဲရှိမှာဗျာဒီလိုပွဲမျိုးလည်းရှိတယ်ဆိုတော့အိုလီဂနာဆိုရှာဟာဒါဆိုင်လက်နောက်ပိုင်းမှာအသင်းအတွက်ဘယ်လိုပြောရမလဲကျွန်တော်တို့ပျော်ရွှင်မှုပေးနိုင်ဆုံးနီးပြဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ဗျာဘယ်လိုပဲဖြစ်ဖြစ်ဟိုသူ့အနေနဲ့ဒါဟိုဘယ်လိုပြောဟိုဖလားတွေဘာတွေရယူပေးနိုင်ခြင်းမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒါ Europa League မှာ final အထိတက်ခဲ့တယ်ကျွန်တော်အသင်းအစင်စရာရက်တီမှုပါဆိုရင်လည်းကျွန်တော်မျက်နှာမငယ်ခဲ့ရဘူးဗျာအစင်3အဲ့လိုမျိုးအစင်3ထိရောက်ခဲ့ဟုတ်တယ်အစင်3ထိသူရောက်ခဲ့တဲ့အနေအထားရှိရဗျာထားပါတော့ဆိုတော့ဟိုဘယ်လိုထင်ကြလဲအိုလီဂနာဆိုရှာနဲ့တမက်ပြီးတော့ဟိုပတ်သက်ပြီးတော့ဟိုအိုလီဂနာဆိုရှာဒါအသင်းကိုတကယ်ရောက်ရှိလာခဲ့မယ်ဆိုလို့ရှိရင်လက်ရှိလက်ကျန်ရာဒီမှာသူ့အနေနဲ့ top 4ဝင်နိုင်မယ်လို့ထင်ကြလားကျွန်တော်တို့ထင်နေဗျာ top 4ဝင်နိုင်မယ်လို့ကျွန်တော်တို့ထင်တယ်အိုလီဂနာဆိုရှာမလာခင်ကတည်းကလက်ရှိအချိန်မှာဗျာဟိုကျွန်တော် top 4နဲ့က3မဲ့ပဲကွာတော့ရဗျာ top 4နဲ့3မဲ့လီဗာပူးဆိုရင်လက်ရှိအချိန်မှာဒါလှုပ်ခတ်နေတဲ့သတင်းတွေရဒါအာနီစတောကလည်းအာနီစတောဖက်နိုင်ကောင်လည်းတော်တော်လေးကိုပူနေလောက်ပြီဒီကောင်လည်းတော်တော်လေးမျက်ခုံးလှုပ်နေလောက်တဲ့အနေထားမှာရှိရထားပါတော့ဆိုအိုလီဂနာဆိုရှာတာရောက်ရှိလာလို့ရှင်top 4ဝင်နိုင်မယ်လို့ထင်ကြလားကျွန်တော်ကတော့ဝင်နိုင်မယ်လို့ထင်တယ်ဗျာအိုလီဂနာဆိုရှာမှမဟုတ်ဘူးဗျာဘယ်လက်ရှိ Darren Fletcher ပဲကင်ဒါ top 4ကတော့ဝင်နိုင်မယ်လို့ကျွန်တော်တို့ထင်တယ်လက်ရှိအနေထားအရလက်ရှိ squad အရလက်ရှိ quality အရလက်ရှိချိန်မှာ Bruno တို့ Mason Mount တို့လည်းပြန်လာကျွန်တော်ဒါပြောမှသိတယ်ကျွန်တော်ဒါဟိုဒီစကားဒီနေ့ဟိုလုပ်တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့မသက်ဆိုင်ဘူးဆိုရင်ဒီဟာလေးကနည်းနည်းပြောချင်တယ်ဗျာဘာလဲဆိုတော့ဟိုအမော်ရီမထွက်ခင်ရဗျာဒီဟိုထားဒါကိုဘီမေနူမေဆင်မောင်းဘရူနိုဖန်နန်စ်တန်ရန်ရရှိခဲ့ပေါ့ဗျာဒါအခုအမော်ရီလဲဟိုနေ့ကထွက်သွားပြီဆိုပြီးတော့အမော်ရီလဲထုတ်ခံလဲရပြီဆိုတဲ့နောက်ပိုင်းမှာဟိုမေဆင်မောင်းပြန်လဲတက်တာလာပြီးဘရူနိုဒါမြက်ခင်းစိမ့်ပေါ်မှာလေ့ကျင့်ကန်ပြန်လုပ်နေပြီးကိုဘီမေနူပြန်လဲတက်တာလာဒီလိုမျိုးသတင်းတွေကဓာတ်ရိုက်ကူကြားရတာဗျာဆိုတော့ဟိုကျွန်တော်တခုတွေးမိရပေါ့ဗျနော်ဒီကောင်းနေအသိရဲ့ဆေးအဖွဲ့တွေပါတယ်နေများပေါင်းပြီးတော့အမိုရီယွန်မင်းတက်ဒီရလက်တွေဆိုးပြီးတော့မထွက်အောင်တက်များဒီကောင်းနေလှုပ်လိုက်တာလားဆိုပြီးကျွန်တော်တွေးမိနေသေးတာဘာဖြစ်လို့လဲဆိုတော့ဟိုလုံးဝတိုက်ဆိုင်ဗျာတကယ်ဆိုရင်ဗျာကစားသမားတယောက်ပြန်လဲတက်တာလာပြီဆိုလို့ရှိရင်ဒါ2ရက်3ရက်လောက်ကတည်းကသတင်းကထွက်နေရဗျာသိတာအခုအကြီးအမိုရင်ထုတ်ခံရပြီဆိုပြီးမှမင်းရလဲဟိုပြန်လဲတက်တာလာပြီဆိုတဲ့သတင်းလည်းမကြားဘူးဗျာအခုရှင်းလိုက်ငေးမင်းဘရူနိုတို့မစ်ဆင်မောင်းတို့ကမင်းဒန်ရကနေပြန်တက်တာလာပြီဆိုတော့မင်းဟုတ်ကောမဟုတ်လားလို့ဒီကောင်နေစေးဖွဲနဲ့များပေါင်းပြီးတော့အမိုရင်ကိုမထုတ်ဟိုအမိုရင်ကိုထုတ်လို့မရအောင်ဒီကောင်ရလက်မဆိုးအောင်များဒီကောင်နေလှုပ်လိုက်တာလားတော့ကျွန်တော်အဲ့ကိစ္စကိုတော်တော်စဉ်းစားနေသိလားဒီနေ့အလုပ်ထဲမှာအဲ့ကိစ္စတွေးနေဒီကောင်နေစေးဖွဲနဲ့ပေါင်းပြီးတော့များသိလားဘရူနိုတို့ဒါမစ်ဆင်မောင်းတို့စဉ်းစားကြည့်ဗျာဘရူနိုတန်ရန်ရတယ်ဆိုကိုဘီမေနူလာမလားလို့ကိုဘီမေနူကိုစောင့်နေကိုဘီမေနူဒန်ရန်ထက်ရတယ်ကျွန်တော်နောက်ဆုံးဒါလီယူနိုက်တက်နဲ့ပွဲမှာဒါဟူဗာနဲ့ပွဲကြရဟုတ်တယ်မေဆင်မောက်မပါနဲ့တင်ထားပါတော့မေဆင်မောက်ကလည်းဒန်ရန်ရသွားပြီဗျာဆိုတော့ဒါကြီးကတကယ်ကြီးလားတကယ်ကြီးလား
ဒါရတကယ်တန်ရရတာဟုတ်လားဒီကောင်နေမင်းဆေးဖွဲနဲ့ပေါင်းပြီးတော့အမိုရီယိုဒီကောင်နေထုတ်ရှင်လို့တက်ဂွင်စင်လိုက်တဲ့သဘောမှာရှိတယ်လို့ကျွန်တော်ထင်တယ်ဗျအဲ့လိုထင်တယ်သိလားဘာဖြစ်လို့ရှင်းရှင်းလက်ငင်းပြန်ကောင်းလာတာဗျာသိလားအမိုရီနဲ့မင်းစင်မောင်းနေဟုတ်ကောမှဟုတ်ပါမလားဒါကြီးอ่ะဖြစ်နိုင်လားပုံမှန်ဆိုရကျွန်တော်ကစားသမားတစ်ယောက်ပြန်လည်တက်တာလာရေဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးကန်နဦးသတင်းတွေကြားသိရဟာဒီကစားသမားကတော့ကျွန်တော်တူတဲ့ training ဆင်းနေပြီတို့ဒီဟိုမကြခင်မှာအသင်းနဲ့ပြန်လဲပူးပေါင်းနိုင်တော့မယ်တို့ဒီလိုမျိုးသတင်းတွေကြားရတယ်ဗျအခုအကြီးအခုချက်ချင်းဗျာမနေ့ကထားပါတော့မနေ့ကဒါဟိုဒါ Darren Fletcher ရဲ့ဒါသတင်းစာရှင်းလင်းပွဲမှာကြားသိရတာဗျာမီဆင်မောင်ဘရူနိုဖာနန်ဒက်ပြန်ပါလာနိုင်မယ်ပွဲကစားခွင့်ရလာနိုင်မယ်လို့သူကပြောကြတယ်အစားဒီလီယူနိုက်တက်ပွဲကတည်းကသူတို့ကကန်ကျင်တာဗျာဒါဟိုဒန်ရန်ပြဿနာအရှင်နေပို့ပြီးတော့ဆိုးသွားမှကြောက်လို့သူတို့ကပေးမကန်ဘူးဒီလိုမျိုးတွေလည်းသိရတယ်ဗျာဆိုတော့တကယ်ကြီးလာတာကြီးကတကယ်ဒီကောင်းနေတကယ်ဒန်ရန်ရခဲ့ရအောင်ဟုတ်လားဗျာဆိုတော့အဲ့ဒီကူကစဉ်းစားရဖြစ်တယ်ဗျာထားတော့ဟိုဒါအနည်းရှုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါအိုလီဂနာဆိုရှာနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်ကြလဲကျွန်တော်ကတော့အိုလီဂနာဆိုရှာတဲ့လက်ရှိချိန်မှာအသင်းဝင်ပြန်လည်ရောက်ရှိလာခဲ့မယ်ဆိုလို့ရှိရင်ဒါဘယ်လိုပြောမလဲဝမ်းသာစရာလည်းဖြစ်တယ်ဒါပေမဲ့ဟိုတခုစိုးရိမ်တာလည်းရှိရဗျာအိုလီဂနာဆိုရှာဒါကစားသမားတွေနဲ့ပတ်သက်ပြီးတော့ကိုင်တွေနည်းနည်းလေးပြောတဲ့အနေထားမှာရှိတဲ့အတွက်ကြောင့်မလို့ဒါလက်ရှိဟိုခိုဘီမေနူတို့ပြဿနာတွေရှိမယ်လက်ရှိချိန်မှာခိုဘီမေနူကလည်းတော်တော်လေးပြဿနာရှာတဲ့တယောက်လို့ပြောလို့ရတယ်ဆိုတော့ခိုဘီမေနူတို့ပြဿနာတွေဒါမာကတ်ရက်ရှ်ဖို့တို့ပြန်ခေါ်မှလားပြန်မခေါ်ဘူးလားဂျေဒန်ဆန်ရှိုတို့ဟုတ်လားဒါအန်ဒရီအိုနာနာတို့ဒီလိုကစားသမားပြဿနာတွေအများကြီးထက်လာအောင်မှာအိုလီဂနာဆိုရှာပဲလာဘယ်နီးပြပဲလာဒီလိုပြဿနာတွေထက်ပြီးတော့ရှင်းအောင်မှာဆိုတော့တော်တော်လေးဘယ်သူပဲလာတော်တော်လေးမလွယ်တဲ့ကိစ္စကြီးကြာကျွန်တော်တင်းနေပတ်သက်ပြီးတော့ထားတော်တော်လေးမလွယ်တဲ့ကိစ္စဖြစ်နေတဲ့အတွက်ကြောင့်မလို့ဟာဆိုဘယ်လိုထင်ကြလဲအတင်းရဲ့ဒါပါတော့ဗျာဒီနေရာမှာမေကွန်းတစ်ခုတက်ထိုးလိုက်တော့မယ်ဆိုမန်ယူနိုက်တက်အတင်းရဲ့နီးပြတဲ့ဘယ်သူဖြစ်လာမယ်လို့ထင်ကြလဲကျွန်တော်တို့အိုလီဂနာဆိုရှားကြီးကိုပဲပြေးမြင်နေဗျာမျိုးလုံးထဲမှာဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မှာပဲမနက်ခင်းညရင်တွေ့မယ်နော်ဘန်လီကိုအမုံကြိတ်မှာဒါပဲဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ချင်ပါတယ်အားလုံးပဲတက်တာ